ဟုတ်မင်္ဂလာပါခင်ဗျကျွန်တော်ဇော်ပိုင်ပါဒီနေ့ပြမှာတော့ဒီ tower နဲ့ stretching လုပ်တဲ့ဟာရယ် take way back swing ရယ် follow through ရယ်အတွက်ကိုကျွန်တော်ပြပေးမှာခင်ဗျဆိုတော့ပထမဆုံး tower တစ်ထည်ယူလိုက်မယ်ယူပြီးရင်ကျွန်တော် motor bike လုပ်သလိုလုပ်လိုက်မယ်ပြီးရင် square လုပ်လိုက်မယ်အားလုံး setup position ကိုယူမယ်ယူပြီးရင်လှည့်လို့ရပြီ turn to the right ဟုတ်လားညာဘက်ကဆွဲထားလို့ရရနော်ပြီးရင် turn to the left ဘယ်ဘက်ကိုလှည့်မယ်အဲ့လှည့်တဲ့ခါမှာဘယ်ဘက်လှည့်တဲ့ခါအရေးကြီးတယ်ဘယ်ဘက်ခြေထောက်တဲ့ဝေးရောက်မယ်ညာမခုံးညာဖနှောင်းပြန်ကြည့်မယ်အဲ့ဒါတစ်ခုအဲ့ဒါလေးကိုလုံးနိုင်တယ်လို့အချိန်ရေးလေးရအောင်လုပ်လို့ရှိရင်ဘာပြန်ရလာမလဲဆိုရင် weight shift balance ဘာပြန်ရလာနောက်တစ်ချက်ကအကျော်ရှော့မှာအကျော်ရှော့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ကတော့ကင်ထားမယ်ပြီးရင်ကျော်ကုန်းကနေလက်ပြန်လေးဆုပ်မယ်ပြီးရင်ဆွဲတင်မယ်ဖြည်းဖြည်းလေးဆွဲမယ်ဟုတ်ပြီအဲ့ဒါဘယ်လက်ကလက်မောင်းသားလေးတွေအကျော်ရော့သွားလိမ့်မယ်ပြီးရင်အောက်ကိုပြန်ဆွဲမယ်ဆွဲတဲ့ခါမှာဒီလက်မောင်းကကိုယ့်ရဲ့နေရွက်ကိုကတ်ထားပေးပါဆိုလက်မောင်းသားတွေကျော်ရော့သွားမယ်ဟုတ်ပြီပြီးလို့ရှိရင်ဘယ်ဘက်လက်လည်းဒီတိုင်းပဲဆွဲရမယ်တိတ်ကနေရှေ့အထိရီလို့ရပါတယ်ပြန်ဆွဲမယ်အဲ့ဒါဆိုလို့ရှိရင်ဒီပခုံးနဲ့လက်မောင်းသားတွေယော့သွားတာတွေ့ရလိမ့်မယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့မျက်စိလဲနေတာတစ်ခုရှိရယ်ဒီ YouTube ထဲမှာလည်းအများကြီးရှိပါတယ်ဒီ tower ကိုဒီဘက်မှာရင်ဘတ်ထဲမှာထည့်ပြီးတော့လှည့်တဲ့ဟာဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကကြတော့ကျွန်တော်တို့ကခန္ဓာကိုယ်နဲ့လက်မောင်းနဲ့တွဲကျင်တာခန္ဓာကိုယ်နဲ့လက်မောင်းနဲ့တူတွဲလှည့်တာသူကဘယ်အချိန်မှမကြသင့်ဘူးဘယ်အချိန်မှကြသင့်နေဆိုတာကမျက်စိလဲနေကြတာတွေ့ရတယ်ဆိုတော့ဒီအတူမှမကြသင့်ဘူးအတူဆိုတာကကျွန်တော်တို့ဒီကွင်းမှာတကယ်တဲ့ chip လုပ်တဲ့အချိန်ပေါ့ဗျာ7 နာရီ 4 နာရီလောက်မှမကြဘူးဒါဆိုမှန်တယ်ဆိုတော့တကယ်တမ်းဆွဲတဲ့ခါမှာကျွန်တော်တို့ကတာဝါတိတ်ကွင်းမှာလွတ်တဲ့ခါကဘယ်လိုနေရာမှာလွတ်တင်လဲဆိုတဲ့ခါကျလို့ရှိရင်တိတ်ကွင်း back swing ညာဘက်ကိုဆွဲတဲ့ချိန်မှာဘယ်ကလွတ်တင်ဟုတ်ပြီနော်down swing ကနေ follow through သွားတဲ့ချိန်မှာညာလွတ်တင်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်မှန်တယ်နှစ်ဖက်လုံးကျသွားရင်တော့မှားပြီပေါ့ပုံမှန်ကတော့ကျွန်တော်တို့ဒီညာချိုင်းကကျွန်တော်တို့ကဘယ်လောက်ထိဟာခွင့်ရှိလဲဆိုလို့ရှိရင်ဆွဲလိုက်တယ်လွတ်သွားတယ် RPB right pocket back ထိကျဝင်ရှိဆိုတော့ဒီကကျွန်တော်တို့လိုချင်တာဒီကောင်90 degree ဒါပေမဲ့ဒီစုံကိုတွဲခြင်းတဲ့အတွက်ဒီ tower လေ့ကျင့်ခန်းကကျွန်တော်တို့ကမဖြစ်မနေလေ့ကျင့်တဲ့လေ့ကျင့်ခန်းထဲမှာပါတယ်ခင်ဗျဆိုစမ်းကြည့်လိုက်ကြပါသိချင်တာရှိလို့ရှိရင်ကျွန်တော်တို့မေးလို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်